5 cm လာပြီးဝင်လို့ရတယ်4 5အဲ့ထက်ဝင်ချင်လဲရတယ်အဲ့ထက်ဝင်ပြီးပို့ပြီးတော့တွေ့လေးဖြစ်နေမယ်ဆိုတော့ဒီကနေပြီးတော့တောင်းမှန်အတိုင်းလေး5 cm လောက်ချလိုက်မယ်နော်5 cm ဒါနဲ့ဆက်ဒီဝင်ထားတဲ့အမှတ်လေးနဲ့ခုနကဘလောက်ဝင်လိုက်ပါလိမ့်5ထင်တယ်နော်ဒါနဲ့ဒါလေးတောင်းမှန်အတိုင်းလေးချ5 cm လောက်နော်အဲ့လိုဆိုမြင်သားလေးထင်တယ်နော်ဆိုတော့အဲ့တိုင်းလေးရမယ်နောက်ချမ်းအတွက်ကဒါလေးနောက်ချမ်းအတွက်ရင်းကိုဒီစီကေဘတ်ကိုထည့်ခဲ့ရမယ်ပြီးဆိုဒီမှာ3 cm ထည့်ထားဖြစ်တဲ့သူ့ကိုတော့ဝတ်ရမယ်တူအလဲနားပါပေါ့လဲနားလောက်ကနေပြီးတော့3 cm တောက်ထည့်ထားတာဖြစ်တဲ့သူကို 1.5 စီခွာပြီးတော့ခလေးပဲနော်တောက်ကိုလောက်ဒီထည့်လို့ရလဲဆိုတော့တင်သားရောက်တဲ့ဒီထည့်လို့ရတယ်